အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ GIF တွေနဲ့ကျွန်တော် PowerPoint ပြုလုပ်ပုံကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာထုံးစံတိုင်း PowerPoint ကိုဖွင့်ပြီး New Slide ယူလိုက်ပါပြီးရင်ဒါတွေကိုဖျက်ပစ်လိုက်ပါဒီနေရာကနေ slide ကိုချုံလိုက်ပါ insert ထဲကover ကိုနှိပ်ပြီးတော့ကျွန်တော်တို့ shift key ကိုဖိပြီးတော့ sawine ကိုဆွဲလိုက်ပါဒီနေရာချလိုက်ပါမယ်ပြီးရင် shape fill တွေကနေကျွန်တော်တို့ no fill ကိုနှိပ်လိုက်ပါပြီးရင် shade outline ကိုနှိပ်ပြီးအဝိတ်ကိုကျွန်တော်တို့မိမိတို့လိုချင်တဲ့အထူပါလိုက်ပေါ့နော်ရွေးချယ်လိုက်ပါပြီးရင် control D ကိုနှိပ်ပြီး sawine တစ်ခုပါယူလိုက်ပါ shift key ကိုပြီးကိုလိုချင်တဲ့ရွယ်စာဖြစ်အောင်ဆွဲလိုက်ပါမယ်ပြီးတော့နေရာချမယ်control D ကိုနှိပ်ပြီးနောက် sawine တစ်ခုပွားလိုက်ပါမယ်သူ့ကိုမျက်နှာချင်းဆိုင်ဘက်မှာနေရာချလိုက်ပါမယ်ပြီးရင်စဝိုင်းကြီးကိုကျွန်တော်တို့ control တွေနဲ့ပြီးပွားယူလိုက်ပါမယ်ပြီးတော့ control V ပြီးတောက်ဆောင်ကနေဆွဲလိုက်ပါအချိုးညအောင်သတိထားပြီးတော့ကျွန်တော်ဆွဲရပါမယ်ပြီးရင် outline တွေကကျွန်တော်တို့ no outline ကိုနှိပ်လိုက်ပါပြီးအားလုံးကို select မှတ်လိုက်ပါပြီးတော့ control G တောင်းမို့ right click ကိုနှိပ်ပြီး group ဖွဲ့လိုက်ပါပြီး control D နဲ့ copy ပွားလိုက်ပါမယ်ပြီးတော့ဒီနေရာလေးကနေဆွဲပြီးလှည့်လိုက်ပါမယ် slide နဲ့လွတ်ရုံနေထားလောက်ရောက်ရင်ကြပြီပေါ့နော်ပြီးတော့ control D ကိုနှိပ်ပြီး arrange ထဲကကျွန်တော်တို့rotate ထဲကပြီးရင် flip horizontal ကိုနှိပ်လိုက်ပါကျွန်တော်တို့အားလုံးပေါ့နော် control A နဲ့ select မှတ်လိုက်ပါပြီးတော့ control G နဲ့ဖြစ်ဖြစ်အခုလိုပဲဖြစ်ပေါ့နော်ကျွန်တော် group ဖွဲ့လိုက်ပါ group ဖွဲ့ရပါမယ်ပြီးတော့ဒီနေရာကိုနှိပ်ပြီးအခု rectangle အသေးကိုဖြတ်လိုက်ပါပြီးတော့နောက်ထပ်ဒီနေရာကိုနှိပ်ပြီးထပ်ဖြတ်လိုက်ပါပြီးရင်ဒီ cycle ကိုလည်းဖြတ်လိုက်ပါပြီးတော့ဒီ sawine လေးကို select ပေးပြီးကျွန်တော်တို့ fill တွေကကျွန်တော်တို့ picture or texture fill ကိုနှိပ်လိုက်ပါပြီးတော့ file ကိုနှိပ်ပြီးဘာလုံးပုံလေးကိုကျွန်တော်ယူလိုက်ပါမယ်ကျန်တဲ့ sawine တွေထဲမှာလိုက်ပြီးထည့်လိုက်ပါမယ်အားလုံးဖြည့်ပြီးသွားရင်အခုဒီ sawine ကြီးကိုလည်း select မှတ်ပြီး GIF file ကိုထည့်လိုက်ပါပြီးရင် J ကောက်လေးရှိတဲ့ဒီနေရာကိုပေါ့နော်ဖြည့်ပြီးကိုလိုချင်တဲ့အနေထားကိုရွှေ့လိုက်ပါမယ်ပြီးရင် slide ပေါ်မှာနှိပ်လိုက်ပါမယ်ပြီးတော့ gradient fill ကိုနှိပ်လိုက်ပြီးခုပြထားတဲ့အတိုင်းရှောင်းတွေ lighting တွေကိုကျွန်တော်တို့ချိန်လိုက်ပါမယ်ပြီးတော့ sawine ကြီးရဲ့အောက်line အရောင်ပေါ့နော်အောက် line အရောင်ကိုကျွန်တော်တို့ slide အရောင်နဲ့ live ဖက်အောင်ပြောင်းလိုက်ပါမယ်ပြီးရင် slide မှာအကြောင်းအရာစာတွေထည့်လိုက်ပါမယ်ပြီးတော့ duplicate slide လုပ်လိုက်ပါ
ပြီးရင်ခြေကောက်လေးကိုဖိပြီးကဘာလုံးကို slide ထဲကိုအခုပြထားတဲ့အတိုင်းပေါ့နော်လှည့်ပေးလိုက်ပါပြီးတော့စာရီထည့်ပါမယ်စာရီကိုလည်းဟိုကျွန်တော်တို့ကဘာလုံးရဲ့သင်္ကေတအရောင်ဖြစ်တဲ့အပြာရောင်ကိုတူအောင်ထည့်လိုက်ပါမယ်ပြီးရင် slide ကိုတစ်ချက်နှိပ်လိုက်ပါ gradient fill ကိုနှိပ်ပြီးခုပြတဲ့အတိုင်းအရောင်တွေကိုဟိုလိုက်ဖက်အောင်ပြင်ဆင်လိုက်ပါပြီးရင်စဝိုင်းကြီးရဲ့အောက်လိုင်းနဲ့ကဘာလုံးရဲ့စဝိုင်းလေးကိုလည်းကျွန်တော်တို့ကဘာရဲ့အရောင်တိုင်းပြောင်းပေးလိုက်ပါပြီးရင် duplicate လုပ်ပြီးတော့ရှေ့ကပြုလုပ်ခဲ့တဲ့အတိုင်းလိုက်ပြီးတော့ကျန်တာတွေကိုဆက်လုပ်ပေးပါအားလုံးပြီးသွားရင် slide အားလုံးကို select ပေးလိုက်ပြီးကျွန်တော်တို့ transitional က move ကိုနှိပ်ပေးလိုက်ပါအခုဆိုပြီးသွားပြီမလို့ slide show ကိုနှိပ်ပြီးကြည့်လိုက်ပါမယ်အခုဆိုရင်ပြုလုပ်ပုံနမူနာလေးကိုကြည့်ပြီးအခြားမိမိတို့ဖန်တီးခြင်းတဲ့အကြောင်းအရာတွေကိုချက်တွင်ဖန်တီးသွားနိုင်မယ်လို့ယုံကြည်ပါတယ်ဒီ GIF file လေးတွေကိုဘယ်လိုယူရလဲဆိုတာကိုနောက်ပိုင်းမှာဆက်ရှင်းပြပေးထားပါတယ်ခင်ဗျာကျွန်တော်တို့ browser ကိုဖွင့်ကျွန်တော် search bar မှာအခုဝိုင်းပြထားတဲ့အတိုင်း gifvr.com လို့ရိုက်ထည့်လိုက်ပါအခုဒီလိုစာမျက်နှာလေးကြာလာပြီပေါ့နော်ဒီထဲမှာရွေးချယ်စရာကောင်းစဉ်လိုက်အများကြီးသူကပေးထားပါတယ်ကျွန်တော်ကတော့ search bar နေပြီးတော့ရိုက်ရှာလိုက်ပါမယ်ခုလို add လို့ရိုက်ပြီးရှာလိုက်ရင်ဒီလိုမျိုးကဘာလုံးပုံ GIF တွေကြာလာပါလိမ့်မယ်ဒီထဲမှာကိုလိုချင်တဲ့ပုံနှိပ်လိုက်ရင်ဒီလိုမျိုးလေးပေါ်လာပါလိမ့်မယ်ကိုကကြိုက်တယ်ဆိုရင် download GIF ဆိုတာကိုနှိပ်ပြီး download ရုံပါပဲခင်ဗျာ download ကိုနှိပ်လိုက်ရင်ဒီနေရာလေးမှာစတင်ပြီး down နေတာကိုမြင်ရပါမယ်ဒီလိုနည်းနဲ့ကိုလိုချင်တဲ့ GIF file တွေကိုကျွန်တော်တို့ download လို့ရပါတယ်ခင်ဗျာအခုဆိုရင် GIF file လေးနဲ့ PowerPoint ပြုလုပ်ပုံကိုနားလည်သွားပြီလို့ထင်ပါတယ်ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်ကြိုးရှိမယ်လို့ယုံကြည်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ